လက်ရှိချိန်မှာတော့ချစ်သူမရှိသေးဘဲနဲ့စိတ်လောပြီးရေးမိလိုက်တဲ့ post တစ်ခုကြောင့်မိသားစုပရိသတ်တွေကိုပြန်လည်တောင်းပန်လာခဲ့ရတဲ့အောင်စပူလက်ရှိချိန်မှာတော့စပူနိုင်ချစ်သူလေးမရှိသေးပါဘူးစပူနဲ့ဆက်ဆက်ပြီးတော့ပေါ်ပေါက်လာတဲ့ကောလဟာရတွေကစပူရဲ့မိသားစုဂုဏ်သိက္ခာပြီးတော့စပူနဲ့ဆက်ဆက်နေတဲ့မြေသူမဆိုးဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်ပါတယ်စပူရဲ့ရည်တည်ချက်ကိုနားလည်ပေးကြပြီးတဦးတယောက်ချင်းစီရဲ့ဂုဏ်သိက္ခာကိုလေးစားပေးကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒါကြောင့်မလို့တခြားသူကိုပြောဆိုရေးသားမှုတွေကိုရပ်တန့်ကြဖို့အတွက်လေးလေးနက်နက်မြစ်တာရက်ခံသွားခဲ့တာပါစပူကိုချစ်တဲ့မိသားစုများကလည်းချစ်လွန်လို့အရေးတကြီးကြီးနဲ့စိုးရင်ပူပန်ကြပြီးပြောခဲ့တာတွေကိုလည်းနားလည်ပါတယ်မနေ့ကစိတ်လောပြီးတော့ရေးမိလိုက်တဲ့ post တစ်ခုကြောင့်မိသားစုတွေစိတ်ထိခိုက်သွားတာမြင်ရတော့ဇပူကိုယ်တိုင်ကလည်းရင်နာပြီးငိုခဲ့ရပါတယ်။ဒါကြောင့်မလို့လဲ post ကို delete လုပ်သွားခဲ့ပါတယ်။ဇပူအတွက်မိသားစုဆိုတာအသက်ထက်တမိုးကြီးပါတယ်။ဒါကြောင့်မလို့မိသားစုကိုဒီနေရာကနေဝင်ချတောင်းပန်ပါတယ်။ဇပူကြောင့်မိသားစုတွေဘယ်တော့မှမျက်နှာမငယ်စေရတယ်လို့မိသားစုတွေကလည်းဇပူကိုမျက်နှာမငယ်အောင်ဘယ်နေရာရောက်ဘယ်ဒေသရောက်အမြဲတမ်းဝိုင်းရံအားပေးဖို့အတွက်အထူးကျေးဇူးတင်ပါတယ်ဆိုပြီးယခုလိုမျိုးဝန်ခံရေးသားခဲ့တာလည်းဖြစ်ပါတယ်။ခြုံပုံရက်ကွက်လမ်းမကြီးတနေရာရှိစားတောက်ဆိုင်တစ်ဆိုင်တွင်ပြင်းထန်သောမိလောင်ပွားမှုဖြစ်ပွားခဲ့ရမှာလူပေါင်း25ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူများကတည်ပြုလာခဲ့ပါတယ်။မိလောင်မှုဖြစ်စဉ်မှာဇွန်လ12ရက်နေ့ည7:58မိနစ်ချိန်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးအခင်းဖြစ်ပွားသည့်နေရာမှာဘန်ကောက်မြို့ခြုံပုံရက်ကွက်လက်ဖျောက်လမ်းမကြီးအနီးပဲဖြစ်ပါတယ်။အခင်းဖြစ်ပွားစဉ်ကဆိုင်တွင်ရှိပရိသတ်များကမိတော်များအချိန်ပြင်းထန်လာမှုကြောင့်ထိတ်လန့်တကြားအသက်လုထွက်ပြေးခဲ့ရပြီးလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေတဲ့ရုပ်သံမှတ်တမ်းများကမိတော်များပြင်းထန်စွာထွက်ပေါ်နေသည်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့များကအချိန်မီရောက်ရှိခဲ့ပြီးယနေ့ဇွန်လ13ရက်နေ့နနက်12:30မိနစ်အချိန်တွင်မင်းကိုငြိမ်းသက်နိုင်ခဲ့ပါတယ်။မင်းငြိမ်းသက်ပြီးနောက်ပြုလုပ်ခဲ့သောကနဦးစစ်ဆေးချက်များအရအသေးဆုံးသူစုစုပေါင်း25ဦးရှိပြီး၎င်းတို့ထဲတွင်အမျိုးသား10ဦးနှင့်အမျိုးသမီး18ဦးပါဝင်ကြောင်းအတည်ပြုလာခဲ့ပါတယ်။လက်ရှိအချိန်တွင်သက်ဆိုင်ရာတာဝန်ရှိသူများသည်မီးလောင်ကျွမ်းရာအထူးအကြောင်းရင်းကိုစုံစမ်းစစ်ဆေးလျက်ရှိပြီးသေဆုံးသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုအတည်ပြုနိုင်ရန်အတွက်ဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်။မီးလောင်ပွားမှုဖြစ်ပွားရာနေရာအနီးတစ်ဝိုက်တွင်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေဆဲဖြစ်သဖြင့်ပြည်သူများအနေဖြင့်အဆိုပါလမ်းကြောင်းများကိုရှောင်ရှားပေးကြရန်နှင့်သက်ဆိုင်ရာတရားဝင်သတင်းများကိုလည်းထုတ်ပြန်ချက်များကိုသာစောင့်ကြည့်ကြရန်အတွက်အထူးသတိပေးလာခဲ့ပါတယ်။ဘီလီမြင့်ရင်ဟာဇူလိုင်17ရက်နေ့မွန်လယ်12:30မိနစ်ချိန်တွင်တိုင်းတာချက်များအရစိုးရိမ်ရမှတ်ကိုရောက်ရှိဖို့အတွက်8စင်တီမီတာပဲလိုတော့တယ်လို့ဘီလီမြို့ခံပြည်သူတအုပ်ကပြောဆိုလာခဲ့ပါတယ်။မိုးဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်မြစ်ရေဆက်တက်နေခဲ့ပြီးမြို့ပေါ်နေပိုင်းရက်ွက်တွေရေဝင်မှုပုံမျိုးများလာသလိုမြေကမ်းမင်းကြီးရွာများမှာလည်းရေဝင်မှုတွေတောက်လျှောက်ဆိုသလိုများနေခဲ့ပါတယ်။မိုးဆက်လက်ရွာသွန်းမှာကဇွန်လ17ရက်နေ့မှစိုးရိမ်ရေမှတ်ကျော်လွန်နိုင်ကြောင်းမြို့ပေါ်အနေပိုင်းရက်ွက်များတွင်ထပ်မံပြောင်းရွှေ့ရမည်အပြင်ကျေးရွာဘက်မှအခြေအနေများကိုလည်းမသိရှိရသေးဘူးလို့